Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ချင်တဲ့အကြောင်းလေးကတော့မခံချင်စိတ်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲပေါ့နော်မခံချင်စိတ်ဆိုတာကျွန်တော်တို့ကိုယ်တရားရောက်ကအထင်သေးတဲ့အခါအထင်မြင်သေးတဲ့အခါပေါ့နော်ကိုယ်ထင်မြင်သေးတဲ့အခါဒီကောင်မလုပ်နိုင်ပါဘူးဒီကောင်ဒါမျိုးမဖြစ်နိုင်ပါဘူးမစွမ်းနိုင်ပါဘူးစသဖြင့်ပေါ့နော်ကိုယ်တရားရောက်ကအထင်မြင်သေးတဲ့အခါလူတွေမှာဖြစ်လာတဲ့စိတ်ပေါ့နော်မခံချင်တဲ့စိတ်ပေါ့အဲ့ဒါအင်္ဂလိပ်လိုဘယ်လိုခေါ်လဲပေါ့အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လို intuitive spirit လို့ခေါ်တယ်ပေါ့နော်မခံချင်စိတ်အဲ့မခံချင်စိတ်ကိုကျွန်တော်တို့ကအမှန်တမ်းပြောရင်ကောင်းတဲ့ဘက်ကိုမွေးမြူရမယ်မကောင်းတဲ့ဘက်ကိုမမွေးမြူအောင်ပေါ့နော်မခံချင်စိတ်နဲ့ငါဒီကောင်ငါ့ကိုဒီလိုပြောတယ်ငါဒီလိုပြန်ချလိုက်မယ်ပေါ့နော်အဲ့မျိုးပေါ့နော် aggressively ပေါ့အဲ့မျိုးအသုံးမချပဲနဲ့အဲ့ဒီမခံချင်စိတ်ကိုကျွန်တော်တို့ကကောင်းတဲ့ဘက်ကိုမွေးမြူလိုက်ရင်ပြောမဆိုရင်တော့ positively ပေါ့နော်ကောင်းတဲ့ဘက်ကိုမွေးမြူလိုက်ရင်အဲ့မခံချင်စိတ်ကကျွန်တော်တို့ရဲ့အတွက်တွန်းအားဖြစ်သွားတယ်အဲ့သူတို့ငါ့ကိုအထင်သေးတယ် okay ငါဒါကိုငါလုံနိုင်တယ်ငါလုတ်ပြမယ်ဆိုတဲ့အတွေ့မျိုးနဲ့တွားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီကောင်မခံချင်စိတ်တွေနဲ့ရညှိုးထားပြီးတော့ချပလိုက်မယ်နှက်ပလိုက်ဆိုရင်တော့ဒါကိုယ်အတွက်လည်းအကျိုးမရှိဘူးသူ့အတွက်လည်းအကျိုးမရှိနိုင်ဘူးပေါ့နော်အဲ့တော့ intuitive spirit မခံချင်စိတ်ပေါ့အဲ့မခံချင်စိတ်ဟာအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုသုံးမလဲဆိုရင်ပေါ့နော်ဒါသုံးစရာတွေတော့အများကြီးပေါ့ intuitive spirit ဆိုတာဒါ noun form ပေါ့နော် noun form intuitive spirit is good ပေါ့ပြောမစမခံချင်စိတ်ကရှိတာကောင်းတယ် but ဒါပေမဲ့ပေါ့နော် you should use it positively အဲ့ဒါကိုကောင်းတဲ့ဘက်မှာပဲသုံးမယ်ပေါ့နော် better not use aggressively ပေါ့နော် or negatively မကောင်းတဲ့ဘက်မှာမသုံးဘူးကောင်းတဲ့ဘက်မှာသုံးမယ်အဲ့မခံချင်စိတ်ကိုအင်္ဂလိပ်လို intuitive spirit လို့ခေါ်တယ်ပေါ့နော်အဲ့လိုသုံးရတယ်အဲ့တော့မခံချင်စိတ်ကိုကောင်းတဲ့ဘက်မှာမွေးမြူပြီးတော့ပိုပြီးကောင်းတဲ့ပိုပြီးအောင်မြင်တဲ့ပိုပြီးတိုးတက်တဲ့အနေအထားကိုရောက်ရှိအောင်ပိုပြီးတော့ကြိုးစားနိုင်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ် bye bye